ရားဘာသာတို့ဤဘာသာရေးဆိုင်ရာကျင့်ကြံမှုပွဲလံကြီးကြီးငယ်ငယ်အစုအဝေးနဲ့ပြုလုပ်ကြတဲ့အခါမှာပရိစ္ဆစုံညီပြီးဆိုရင်နိဗ္ဗာန်သောဓမ္မဂောဓကပြုလုပ်တဲ့ပုဂ္ဂိုလ်ကယတနာသုံးပါးကြောင့်တရဏဂုံသီလများခံယူကြပါစို့ခမည်းဆိုတဲ့အတန်ပေးလိုက်လို့ရှိရင်လောကဥပမာမိုးဥကြတခိုးတောင်ကမိုးချုံလိုက်ရင်တောထဲမှာရှိကြတဲ့ရွှေဥတောင်းတွေဒီတကောင်နဲ့တကောင်အချင်းအချက်မရှိပဲတပြိုင်နဲ့တညီတညွတ်ထဲကေကာဆိုတဲ့ဝမ်းမြောက်ဝမ်းသာတွန်ကျူးတဲ့အတန်တွေကိုတပြိုင်နဲ့တွန်ကျူးကြတယ်လို့ထို့အတူဓမ္မဂောဓကတရားကျွေးကြော်နိဗ္ဗာန်သောပြုလုပ်တဲ့ပုဂ္ဂိုလ်ကယရဏသုံးပါးကြော၍တရဏဂုံသီလများဆောက်တည်ခံယူကြပါစို့ခင်ဗျာလို့တရားမိုးချုံလိုက်ရင်ဗုဒ္ဓဘာသာသူတော်စင်အမျိုးသားအမျိုးသမီးဒီဟုသောရွှေဥတောင်းတို့သည်တပြိုင်နက်တည်းတညီတညွတ်ထဲဩကာသအစရှိတဲ့ယရဏသုံးပါးအားကြောတဲ့စဒံကေကာတန်တွေဟာညံပြီးတော့ထွက်လာအဘိဓမ္မာသဘောအရဘုန်းကြီးတို့အရက်ထဲမှာတယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်စိတ်ချင်းအခန့်မသိလို့ငါနင်းအဲ့ဒါလိုပြောကြဆိုကြတဲ့အခါမှာငါတစ်လုံးနင်းတစ်လုံးရိုင်းပြတဲ့အတန်ကြီးတစ်လုံးဖြစ်ပေါ်လာဖို့ရန်အတွက်ဒေါသမူအကုသိုလ်ဇောတွေဟာ49ကဒေါသမူအကုသိုလ်ဇောစိတ်တွေဖြစ်မှနင်းဆိုတဲ့ရိုင်းပြတဲ့အတန်ကြီးတတန်ငါဆိုတဲ့ရိုင်းပြတဲ့အတန်ကြီးတတန်ဖြစ်ပါအကုသိုလ်ဘက်မှာအကုသိုလ်ဇော49ကြိမ်စောမှဖြစ်မှအကုသိုလ်နဲ့ဆိုင်ရာအတန်တတန်ထွက်တယ်လို့ကုသိုလ်ပဲဆိုင်ရာမှာလည်းပဲယရဏသုံးပါးကြောတယ်ဆိုရင်ဩကာသမှာပဲဆိုပါစို့ဩတလုံးဖြစ်လာဖို့ရန်အတွက်မဟာကုသိုလ်ဇောစိတ်တွေ49ကဖြစ်မှဩအတန်ပြီးတတန်ထွက်တယ်ကာမလည်းပဲထို့အတူပဲ49ကြိမ်ကမလည်းပဲ49ကြိမ်အဲ့ဒီလိုကုသိုလ်ဇောစိတ်တွေ49ကတတန်မှာတို့မှာရတယ်လို့စိတ်ထဲကြိုတင်အာယံဝမ်းမြောက်ကြပါအဲ့ဒီဇာပိုက်တွေသည်ဆိုလိုရင်းကတော့ဘုရားတရားတန်ခါယရဏသုံးပါးအပေါ်မှာမတော်တဆငယ်စဉ်တောင်ကြီးကလေးဘဝဘုရားမှန်တရားမှန်တန်ခါမှန်မသိတဲ့အချိန်ကမတော်တဆပြုမှပြောမှကြံမှခဲ့တော့ကာယကံဝစီကံမနောကံအပြစ်သဗ္ဗဒေါသဆိုတဲ့အတိုင်းအပြစ်ဖေးအညစ်အကြေးများမိမိကိုယ်မှလိမ့်ထိန်ညှိကပ်နေခဲ့ရင်ထိုအပြစ်ဖေးအညစ်အကြေးကိုယရဏသုံးပါးအာရှိခိုးကြောတဲ့ပဏာမစေရနာပြဋ္ဌာန်းသောမဟာကုသိုလ်စိတ်စေတသိက်ဆိုတဲ့ရေကြည်ရေအေးဖြင့်ပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်တိုင်အောင်ဆေးကြောဖွတ်လျော်လိုက်အဲဒီလိုဆေးကြောဖွတ်လျော်တဲ့အနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရဏတရားယရဏသံဃာယရဏမြတ်သုံးပါးတို့ကိုတရားတပည့်တော်အယုသေးအလေးမြတ်လက်အုပ်မိုးရရှိခိုးပူဇော်ဖူးမြော်မှန်းလျော့ကြောပါဤအရှင်ဘုရားဆိုတဲ့ဤအချိန်မှာတတန်၌မဟာကုသိုလ်ဇောတွေ49ကဇောတော့မဟာကုသိုလ်ဇောစိတ်တုပ္ပတိဟုတော့ရေတွေနဲ့မိမိတို့ခန္ဓာအစဉ်ကိုတတွန်းဆေးကြောပြီးပြီအဲ့ဒီအချိန်မှာမိမိတို့ခန္ဓာအစဉ်၌ယရဏသုံးပါးနဲ့ပတ်သက်သောကာယကံဝစီကံမနောကံအပြစ်အညစ်အကြေးဟာအနည်းငယ်မျှမရှိတော့ဘူးရေ3ကြိမ်ချိုးပြီးလို့ခန္ဓာကိုယ်စင်ကြယ်နေတဲ့အမျိုးသမီးအမျိုးသားတို့တခါတည်းဖြစ်သွားအဲ့ဒီအခါမှာလူလောကသဘောရေစင်ကြယ်ဆေးချိုးပြီးတဲ့အမျိုးသမီးအမျိုးသားတွေမိဘထံပါတော့
ရေချိုးပြီးလို့ခန္ဓာကိုယ်တန့်စင်နေတဲ့အချိန်မှာပန်းကောင်းပန်းရင်နဲ့အဝတ်ကောင်းဝတ်ခြင်းနဲ့နတ်သားကောင်းလိမ့်ညင်ပန်းကောင်းပေးပါအဝတ်ကောင်းပေးပါနတ်သားကောင်းပေးပါတောင်းတယ်လို့တောင်းတယ်လို့ပဲခြေပေါက်လက်ခါတောင်းတယ်ထို့အတူဘုရားဘာသာအမျိုးသားအမျိုးသမီးတို့လည်းမိမိတို့ထိုအချိန်စင်ကြယ်သောကိုယ်ခန္ဓာရှိနေတဲ့အချိန်မှာသီလပေးမဲ့သင်္ဃာတော်ကိုခြေပေါက်လက်ခါမိဘထံသာသမီတောင်းတယ်လို့အာမန္တိစိကရဏေနသဟပင်္စသီလံဓမ္မံယာစာမိအရှင်ဘုရားတပည့်တော်ဒီခုအချိန်အင်မတန်စင်ကြယ်သောခန္ဓာကိုယ်ရှိနေဒီစင်ကြယ်သောခန္ဓာကိုယ်ရှိနေတဲ့တပည့်တော်သည်အရှင်ဘုရားဓမ္မတရဏဂုံသုံးကံဒီဟုသောဥဆိုင်ပန်းတွေငါးပါးသီလဒီဟုသောဝတ်ကောင်းစလငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုပန်ရလူကြောင့်ဝတ်ရလူကြောင့်လိမ့်ရလူကြောင့်တောင်းပန်ပါတယ်တောင်းခံပါတယ်ရှင်ဘုရားအနုကံကတဝါသီလံဒီထမေဗန္တိဗန္တိအရှင်ဘုရားအနုကံချီးမြှောက်မှုကိုကတဝါပြု၍မေတပြည့်တော်အာသီလံတရဏဂုံသုံးကံဥဆိုင်ပန်းနှင့်တကွာငါးကံတော်သီလဒီဟုသောဝတ်ကောင်းစလငါးမျိုးနတ်တာကောင်းနတ်တာပြောင်းငါးမျိုးကိုဒီထကရုဏာရှိရှုပေးတော်မူကြပါကုန်ဖျားတောင်းတောင်းတော့မှတစ်ချိန်မကဘူးဒုတိယပေးနှစ်ချိန်မြောက်လေထို့အတူပါဠိလိုတောင်းတတိယံပြီးသုံးချိန်မြောက်လည်းပဲထို့အတူပါဠိလိုတောင်းတော့သီလပေးတဲ့ကိုယ်တော်ကဘာအတန်ပေးလိုက်ယမဟံဝဒမိတံဝတိထာတရားတော်မတွေကဘာဆိုလိုက်တော့အာမဗန္တိဘာလို့ကြတာတော့ဆရာတကားလို့ဆိုရင်ပြောတတ်ပါစေယမဟံဝဒမိတံဝတိထာလို့ဆိုလိုက်တဲ့သီလပေးတဲ့ကိုယ်တော်ရဲ့ဆိုလိုရင်းကတရားဓမ္မအပေါင်းသူတော်ကောင်းတို့တရဏဂုံဆိုတဲ့ဥဆိုင်ပန်းတွေငါးပါးသီလဆိုတဲ့ဝတ်ကောင်းစလငါးမျိုးတဏိနတ်တာပြောင်းနတ်တာကောင်းငါးမျိုးဟာဗဂတိဗံဗဂတိအဝတ်ဗဂတိနတ်တာလို့အထေတရဝတ္ထုကြီးနဲ့ကင်ပြီးရော့ပန်းဟဲ့ရော့ဝတ်ဟဲ့ရော့လိမ့်ဟဲ့အဲ့ဒီလိုအထေတရနဲ့ကင်ပြီးတော့ပေးလို့ရကောင်းတာမဟုတ်ဘူးနှုတ်ကညွတ်ပြီးတော့ဆို၍ဆောက်တီမှရကောင်းတဲ့တရဏဂုံပန်းရကောင်းတဲ့ငါးပါးသီလဝတ်ကောင်းစလနတ်တာကောင်းငါးမျိုးဖြစ်တယ်ဒီတော့ရှေ့ကနေပြီးတော့ဆောက်တီးပုံကိုဆိုပေးမယ်အဲ့ဒီဆိုပေးတဲ့ဆောက်တီးပုံကိုမမှားအောင်လိုက်ဆိုကြဒီအဓိပ္ပာယ်နော်ဒီသီလပေးတဲ့ကိုယ်တော်ကယမဟံဝဒမိတံဝတိထာသာတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့ယံအကျဉ်းကရဏဂုံဆောက်တီးပုံ၅ပါးသီလခံယူဆောက်တီးပုံကိုအဟံငါဒီဝဒမိရှေ့ကတိုင်တဲဆို၍ပေးပါအံတန်ထူငါဆို၍ပေးတဲ့၅ပါးတရဏဂုံဆောက်တီးပုံ၅ပါးသီလဆောက်တီးပုံပါဠိကိုတုံမေသင်သူတော်ကောင်းတို့သည်ဝတိထအတုလိုက်ကဆိုကြပါတိုက်တွန်းမမအောင်လိုက်ဆိုကြနော်လို့ဒါလို့တိုက်တွန်းတော့ဒကာဒကမကအာမဗန္တိရှင်ဖေဟာအာမကောင်းပါပြီအရှင်ဖေဟာလို့ဆိုလို့ထိုအခါသီလပေးတဲ့ကိုယ်တော်ကဘာစပေးလိုက်ဘာစပြီးတော့ရွတ်ပေးဆိုပေးလိုက်တယ်နမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဘုရားရှိခိုးစာပိုက်ကလေးလေးကစာဆိုနိုင်တယ်ဆိုနိုင်လို့စာပိုက်တိုးလို့များတန်ဖိုးနေတယ်မအောင်မေနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေမြောက်များစွာရှိတဲ့အ낵ကလူတကာနတ်တကာမြမာတကာတို့ရဲ့နှုတ်ဖြားမှာအလွန်ထင်ရှားတဲ့ဘဂဝါဂုံအရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံဆိုတဲ့ဂုံတော်ကြီး၃ပါးနဲ့ဘုရားကိုရှိခိုးတဲ့စာပိုက်ဖြစ်ပါတယ်ဒါကြောင့်ဘုရားကရဏဂုံမခံခင်၅ပါးသီလမဆောက်တည်ခင်ရှိဥစွာမြတ်စွာဘုရားအားတူတူချင်းချင်းနဲ့လူရင်းထိကြိုက်အောင်ရှိခိုးကြအောင်စို့အဓိပ္ပာယ်နဲ့သီလပေးတဲ့ကိုယ်တော်ကနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တရှေ့ကတိုင်တယ်ဆိုပေးလိုက်ဒကာဓမ္မတွေကတစ်ခေါက်ပဲသီလပေးတဲ့ကိုယ်တော်ကတိုင်တယ်ဆိုပေးပေမဲ့ဒကာဓမ္မတွေက၃ခေါက်အဓိပ္ပာယ်ရှိ
အနှစ်ပိจิဘဂဝါတော်ဘဂဝါဂုံတော်ယင်ဖြစ်တော်မူထတော့အရဟတော်အရဟံဂုံတော်ယင်ဖြစ်တော်မူထတော့သမ္မာသမ္ဗုဒ္ဓသာသမ္မာသမ္ဗုဒ္ဓဂုံတော်ယင်ဖြစ်တော်မူထတော့တတ္တထုမြတ်စွာဘုရားအာနမောယူသိမြတ်တို့ရှိခိုးဥညွတ်ပါဤဖျားဘုရားရှိခိုးတဲ့စာပတ်မြတ်စွာဘုရားရဲ့ဘဂဝါဂုံအရဟံဂုံသမ္မာသမ္ဗုဒ္ဓဂုံတော်ကြီး၃ပါးနဲ့ချီးကျူး၍ဘုရားကိုရှိခိုးတဲ့စာပိုက်ဒီစာပိုက်ဖြင့်တရားမင်းကြီးလည်းပဲတက်ကပညာတော့လာပြီးတော့ဘုရားထံလာပြီးတော့အိန္ဒသာလစိုင်းကူမှာတက်ကပညာတော့နာပြီးလို့သောတာပန်အရိယာဖြစ်တရားဘဝအသိရပြီးတော့ပြန်ကနီးတဲ့အခါမှာပြန်ကနီးကြတော့ဒီနမောတတ္တနဲ့ပဲမြေကြီးကိုလက်နဲ့ပို့ပြီးတော့အတင်မြေကြီးဒီမတုံမလှုပ်တယ်လို့ကျွန်ုပ်လည်းပဲဘုရားယရနာအပေါ်မှာမတုံမလှုပ်တဲ့ဝင်ယုံကြည်တဲ့လောကုတ္တရာတရဏဂုံတည်တဲ့ပုဂ္ဂိုလ်တရားဆိုတဲ့အဓိပ္ပာယ်နဲ့မြေကြီးလက်နဲ့ပို့ပြီးတော့သူကနမောတတ္တသုံးတော့ဆိုပြီးတော့ရှိခိုးပြန်ထို့အတူပဲသာမတိဗြဟ္မာကြီးများဘုရားထံလာပြန်နေဆိုရင်ဒီနမောတတ္တနဲ့ပဲသုံးပါမတ္တရရှိခိုးပြီးတော့ပြန်ညလူပြည်လောကကပတိနတိကောသလတို့လိုမင်းပညာရှိတွေပောက္ခရတာတိတို့ဗြဟ္မာယုတို့ဆိုတဲ့ပုံနာပန္တိတ်ပညာရှိတွေသူတို့လည်းပဲမြတ်စွာဘုရားတချို့ကြတော့ဘုရားရှိရာဘက်ကိုမှတ်ပြီးတော့မတ္တရရဒီနမောတတ္တနဲ့ဘုရားရှိခိုးကြအဲဒီလိုလူပညာရှိနတ်ပညာရှိဗြဟ္မာပညာရှိဆိုတဲ့ပညာရှိပန္တိတ်ပုဂ္ဂိုလ်တွေအလွန်မြတ်နိုးအပ်တဲ့ဘုရားရှိခိုးစာပိုက်ဖြစ်လို့မိဘဘိုးဘွားဆရာသမားများကငါသားငါသမီးငါမိတို့သီလပြီးတဲ့ကိုတော်ကတစ်ခေါက်တိုင်တယ်ပြီးပေမဲ့မင်းတို့ကသုံးခေါက်ဆိုကြအင်မတန်ဘူးတန်တဲ့ဘုရားရှိခိုးကတာဒီအဓိပ္ပာယ်နဲ့ဒီအမြော့ဒီလိုရည်ရွယ်ချက်နဲ့မိမိတို့ရဲ့မိဘဘိုးဘွားအထက်ကလူကြီးများကဒီနမောတတ္တကိုသုံးခေါက်ဆိုရုံအစဉ်ပြုခဲ့အဲ့ဒီအစဉ်ပြုတာကိုကခုပြောလို့အင်မတန်အဓိပ္ပာယ်ရှိတဲ့ဘုရားရှိခိုးစာပိုင်ကျင်းနဲ့အလွန်တန်ဖိုးရှိတဲ့ဘုရားရှိခိုးစာပိုင်သီလပေးတဲ့ကိုယ်တော်တစ်ခေါက်တည်းဆိုပေမဲ့ငါသားငါသမီးငါမိတို့သုံးခေါက်ဆိုကြဟာဆိုပြီးသူတို့ကရှိကမူချပေးသွားဘုရားရှိခိုးပြီးတဲ့အခါကြားတော့ဘုဒ္ဓံကရဏံယေသာမိဓမ္မံကရဏံယေသာမိသံဃံကရဏံယေသာမိအဲ့ဒီစာပိုက်သုံးပိုက်ဆိုနေတဲ့အချိန်မှာအသံတတန်မှာဘုရားယရနာကိုကြီးညိုတဲ့စိတ်တရားယရနာကိုသံဃာယရနာကိုသူ့အပိုင်းနဲ့သူကြီးညိုတဲ့တရားပြီးတော့ဘုရားတရားသံဃာဒီယရနာသုံးပါးရဲ့ငါတို့ရဲ့အာထာကိုးကွယ်ရဘဲလို့သိတဲ့ပညာဒီတရားပညာနှစ်ပါးကောင်းဆောင်တော့မာကုသိုလ်စိတ်တွေဘုရားကရဏံကိသာမိဆိုရင်မဲ့ရှစ်လုံးရှိတလုံးမှာမာကုသိုလ်စိတ်တွေ49ချိန်ဖြစ်အဲ့ဒီမာကုသိုလ်စိတ်စေတသိက်အစုကိုဗုဒ္ဓသရဏဂုံလို့ခေါ်တယ်ထို့အတူဓမ္မကရဏံကိသာမိရွတ်တဲ့အခိုက်မိမိတို့တဏ္ဍာမှာဖြစ်တဲ့မာကုသိုလ်စိတ်ပေါင်းများစွာကိုဓမ္မသရဏဂုံသံဃံကရဏံကိသာမိရွတ်တဲ့အခါဖြစ်တဲ့မာကုသိုလ်စိတ်ပေါင်းများစွာပါဠိလိုသံဃတရဏကမနမြန်မာလိုသံဃတရဏဂုံသံဃာတော်အကုဝေယဟူ၍ရှိကသိမှတ်ကြောင်းဖြစ်တော့မာကုသိုလ်စိတ်စေတသိက်လို့အဓိပ္ပာယ်ရှိပါဥပမာအလင်္ကာနဲ့တင်စားပြောရလို့ရှိရင်အဲ့ဒီစာသုံးပိုက်ရွတ်လိုက်ပြီးနဲ့တပြိုင်နဲ့အမျိုးသားအမျိုးသမီးတို့ရဲ့ခေါင်းပေါ်မှာဗုဒ္ဓတရဏဂုံဆိုတဲ့ပန်းပေါ်ဓမ္မတရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်သံဃတရဏဂုံဆိုတဲ့မဟာကုသိုလ်ပန်းပေါ်ပန်းသုံးစဉ်ဆင်းလျက်ပွင့်လျက်တင့်တယ်တဲ့တရဏဂုံပန်းကံကြီးတစ်ခိုင်ကိုမိမိတို့ပန်းမိဆင်မိကြပြီထို့အခါသီလပေးတဲ့ကိုယ်တော်ကမိဘကသာသမီပန်းတစ်ခိုင်ပန်းတာမြင်တော့လှတော့နောက်ထပ်လှကြည့်ခြင်းလို့သားရဲ့သမီးရဲ့နောက်ထပ်တစ်ခိုင်ပန်းမအောင်ဆိုပြီးအလားသီလပေးတဲ့ကိုယ်တော်ကဒုတိယမိဘုရားတရဏံကိသာမိဒုတိယံပိဓမ္မံကရဏံကိသာမိဒုတိယံပိသံဃံကရဏံကိသာမိဒုတိယမြောက်တရဏဂုံပန်းငယ်ကြီးကို
နှုတ်ကဆိုပြီးတော့ပေးပြန်ဒကာဒကမတွေကလည်းပဲဝမ်းမြောက်ဝမ်းသာနှုတ်ကဆို၍ထိုဒုတိယမြောက်တရဏဂုံပန်းနိုင်ကြီးကိုယူကြယူပြီးတော့မိမိတို့ကောင်းပေါ်ပန်းထားလိုက်တယ်ဆိုပါလို့ဒုတိယပြီးဆိုလိုက်တဲ့အခါတရဏဂုံပန်းနိုင်နှစ်ခိုင်မိမိတို့ကောင်းပေါ်မှာမြိုင်မြိုင်ကြီးပန်းမိထိုအခါမိဘလုပ်တဲ့ပုဂ္ဂိုလ်ဟာနှခိုင်တဲ့တော့သုံးခိုင်ကပူလာအလေကောင်ကတခိုင်လေဝဲကတခိုင်လေရာကတခိုင်ပူလာမင်းကသံဃာသမီးတတိယပန်းခိုင်ပန်းအောင်လို့ပေးတယ်လို့သီလပေးတဲ့ကိုယ်တော်ကတတိယံဘိဗုဒ္ဓံသရဏံကိသာမိတတိယံဘိဓမ္မံသရဏံကိသာမိတတိယံဘိသံဃံသရဏံကိသာမိဆိုပြီးတော့သရဏဂုံပန်းခိုင်ကြီးပေးပြန်ဒကာဒကမတွေကလည်းနှစ်တဲ့အာယံဝမ်းပန်းတသာဆို၍ယူကြဒီအချိန်မှာမိမိတို့ကောင်းပေါ်မှာသရဏဂုံပန်းခိုင်ကြီးသုံးခိုင်ပန်းမိနေပြီတဲ့ဒီအချိန်သီလပေးတဲ့ကိုယ်တော်ကဘာလုပ်လဲသရဏဂမနံပရိပုံဏံပါဠိစကားပြောလိုက်တရားတော်မတွေကအာမဗန္တိပါဠိလိုပြန်ပြောကြတို့ဆိုရတာလေနားလေရမိဘနှစ်ပါးကနေပြီးသားတို့သမီးတို့ပန်းပန်ပြီးကြလားလို့မေးတယ်သီလပေးတဲ့ကိုယ်တော်ကသရဏဂမနံပရိပုံဏံသာတော်နှလုံးပြောပြောင်းသူတော်ကောင်းတို့သရဏဂမနံသရဏဂုံသုံးကံဥဆိုင်ပန်းလန်းလန်းစွန့်စွန့်ပန်းရှင်ချင်းဆိုတဲ့အမှုသည်ပရိပုံဏံပြည့်စုံကြဗလားသရဏဂုံပန်းနေပန်းလို့ပြည့်စုံမလားကျေနပ်ဗလားအားရဗလားမေးလိုက်ထိုအခါတခါတော့မှကအာမဗန္တိပြည့်စုံပါပြီဖေဟာကျေနပ်ပါပြီဖေဟာအားရပါပြီဖေဟာလို့ဒီလိုပြန်ပြောလိုက်တာထိုအခါကျမှသီလပေးတဲ့ကိုယ်တော်ကအဝတ်ကောင်းစလတထဲဝတ်ကောင်းတထဲပြီးတထဲတဏိနတ်သာကောင်းတစ်မျိုးပြီးတစ်မျိုးလှမ်းပေးတယ်လို့နော်သီလပေးတဲ့ကိုယ်တော်ကအာနာတိပါဒဝိရမဏိသိက္ခာပဒံသမာဓိယာမိဆိုပြီးတော့ပါဏာတိပါဒဝိရတိသီလဒီဟူသောအဝတ်တထဲပေးလိုက်ပြန်နတ်သာကောင်းတစ်မျိုးပေးလိုက်ပြန်ဒကာဒကမဒီကလေးပဲဝမ်ပန်တသာလိုက်ဆို၍ထိုပါဏာတိပါဒဝိရတိသီလဒီဟူသောအဝတ်ကောင်းကိုမိမိကိုယ်မှဆင်းလိုက်နတ်သာကောင်းကိုမိမိကိုယ်မှလိမ့်သချဲလေလိုက်နောက်ဒီကသီလပေးတဲ့ကိုယ်တော်ကအဒိဏဒါနဝိရမိသိက္ခာပဒံသမာဓိယာမိဒုတိယမြောက်အဒိဏဒါနဝိရတိသီလဒီဟူသောအဝတ်ကောင်းစလနတ်သာကောင်းတစ်မျိုးပေးလိုက်ပြန်ဆိုပေးလိုက်ဒကာဒကမတွေကဝမ်းမြောက်ဝမ်းသာဆို၍ယူကြမိမိတို့ကိုယ်မှချင်းပြီးဝတ်ပြီးကြတက္ကတတိယံပြီးသုံးချိန်ရောက်ကြတော့ကာမေတုမိစ္ဆာသာရဝိရတိသီလဒီဟူသောအဝတ်ကောင်းနတ်သာကောင်းလေးချိန်ရောက်ကြတော့မုသာဝါဒမှာရှောင်ကျင်ခြင်းဆိုတဲ့မုသာဝါဒဝိရတိသီလဒီဟူသောအဝတ်ကောင်းနတ်သာကောင်းငါးချိန်ရောက်ကြတော့သူရာပါဏဝိရတိသီလဒီဟူသောအဝတ်ကောင်းနတ်သာကောင်းကိုကင်ဝတ်တော်လိမ့်တော်လို့ဆိုပြီးအလားရှိကတိုင်းဆိုပေးဒကာတော်မကြီးလည်းပဲဝမ်ပန်းတတာလိုက်ပြီးဆိုယူကြအဲ့ဒါဒီဥပမာအလင်္ကာပြောလို့ရှိရင်ဝတ်ကောင်းစလား၅မျိုးနေရာတကြဝတ်ပြီးတဏိနတ်သာကောင်းနတ်သာပြောင်း၅မျိုးကိုနေရာတကြအလှဆုံးလိမ့်ပြီးဥပမာအလင်္ကာနဲ့ပြောတယ်အဲ့ဒီအခါမှာမိဘကနေပြီးတော့အဝတ်ဆန်းစာဝတ်ပြီးနတ်သာကောင်းလိမ့်ပြီးပန်းကောင်းပန်းပြီးတဲ့သားသမီးကိုကြည့်ပြီးဝန်းမြောက်တော့ဗာပြောမလဲမိဘကဥပမာဘာပြောမလဲဆိုတော့ငါသားတို့ငါသမီးတို့ဒီပန်းတွေဒီအဝတ်တွေဒီနတ်သားတွေနဲ့ငါသားတို့ငါသမီးတို့နဲ့သိလိုက်ဒါတွေဆင်မြန်းလိုက်တဲ့အတွက်သိကျင့်နေသွားဒီတော့သားတို့သမီးတို့အဲ့ဒီပန်းနေလွတ်မသွားအောင်အဲ့ဒီအဝတ်တွေညစ်မသွားအောင်အဲ့ဒီနတ်သားတွေပြေးမသွားအောင်ချက်သားတို့ချက်သမီးတို့သတိပြုကြလို့အဲ့ဒီလိုမိဘကသတိပေးတယ်လို့သီလပေးတဲ့ကိုယ်တော်ကဒီကရဏီနတာပေစင်ကသီလံသာဓုကံကတ္တဝအဗမဒီနသံပါတိသာပြောလိုက်ဒကာဓမ္မတွေကအာမဗန္တိဆိုလိုက်ဘာလို့တော့အဓိပ္ပာယ်သိကြတယ်မသိတယ်တော့မသိဘူးနော်သူကတော့အပိအယူကတော့ပါဠိကတော့ဖြောင်းသီလပေးတဲ့ကိုယ်တော်ကဒါတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့ဒုမေသင်တို့သည်တိကရဏီနတရဏဂုံကုံကံဥဆိုင်ပန်းနှင့်သာဟတကွ
ပင်စင်ကသီလ5ပါးသီလတည်ဟုသောဝတ်ကောင်းစလ5မျိုးနတ်သားကောင်းနတ်သားပြောင်း5မျိုးအခုရှင်ပြီးဝတ်ပြီးပံပြီးတဲ့တရဏဂုံပန်းတွေသီလတည်ဟုသောအဝတ်ကောင်းစလတွေနတ်သားကောင်းတို့ကိုသာဓုကံကတ္တဝသတိမြဲမြဲမြန်မြန်ထားပြီးတော့အပမဒိနာမမိမလျောတဲ့သတိဖြင့်သံပါတိထတရဏဂုံပန်းတွေနှောမသွားအောင်5ပါးသီလဆိုတဲ့အဝတ်ကောင်းစလ5မျိုးနတ်သားကောင်းနတ်သားပြုံး5မျိုးမြင့်မသွားအောင်ပြေမသွားအောင်အေးကြီးစွာသောတတိဆောင်လျက်သံပါတိထမကျိုးမပေါက်မကြားမပြောက်ရအောင်ထိမ့်သိမ့်ဆောင်လျှောက်ပြည့်စုံကြပါစေလို့တိုက်တွန်းစကားပြောတယ်ဒီမှာတရားဓမ္မတွေကအာမဗန္ဒီကောင်းပါပြီအရှင်ဘုရားလို့ဝန်ခံလိုက်ကြဤအခုအချိန်นี้မိမိတို့ပြီးခဲ့သောလုပ်ငန်းစဉ်ရဲ့တန်ဖိုးကိုဝန်တာအောင်ပြောပြီးတဲ့အချိန်ဒီအချိန်မှာမိမိတို့ကိုယ်၌ကရဏဂုံတိဟူသောဥဆိုင်ပန်းတွေ5ပါးသီလတိဟူသောအဝတ်ကောင်း5မျိုးနတ်သားကောင်း5မျိုးကိုပန်ပြီးဝတ်ပြီးလိမ့်သပြီးသောအနေမှာဓမ္မနယ်ပယ်ကကြည့်ရင်ရောက်နေတယ်အဲဒီရောက်နေတော့လောက၌အဝတ်ကောင်းဝတ်ပြီးနတ်သားကောင်းလိမ့်ပြီးပန်းကောင်းပန်းပြီးတဲ့အမျိုးသမီးအမျိုးသားတွေဘာလို့လဲမင်္ဂလာပွဲတပင်ဝတ်နေအေးထို့အတူပဲတဏှာကုံပန်းပြီးတော့5ပါးသီလဝတ်ကောင်းစလ5ပါးဝတ်ပြီးတော့နတ်သားကောင်း5မျိုးလိမ့်သပြီးတော့တို့အမျိုးကောင်းသားအမျိုးကောင်းသမီးများသည်တရားမင်္ဂလာပွဲကိုဝင်ကြရအောင်တဲ့